ကိုတို့ကတောက်ရိပ်မယ်ဆိုလို့ရှိရင်ကိုတို့ကဘယ်ဘက်ဆိုရင်အရှိကနေရိပ်မယ်အဲ့တော့ဘယ်လိုရိပ်လဲဆိုတော့ဘယ်ဘက်ဆိုရင်ဒီမှာနော်ဘယ်ဘက်ဆိုရင်လက်မအပေါ်မှာဘယ်ဘက်ဆိုရင်လက်မပေါ်မှာလဲညာဘက်ဆိုရင်လက်မအနောက်မှာနားလည်လားမသိဘူးနော်ဘယ်ဘက်ဆိုရင်လက်မပေါ်မှာလဲအပေါ်မှာဘာဘက်ဆိုရင်လက်မပေါ်မှာလဲအပေါ်မှာညာဘက်ဆိုရင်လက်မအနောက်မှာဆက်ကလက်မအပေါ်မှာထားမယ်ဆက်ကလက်မအနောက်မှာထားမယ်နှစ်မျိုးပဲရှိတယ်ဘေးမှာမထားဘူးလက်မောက်နားလည်လားမသိဘူးနားမလည်ရှိလားအဲ့တော့ညာဘက်ဆိုရင်လက်မဘယ်မှာလဲအနောက်မှာဘယ်ဘက်ဆိုရင်လက်မအပေါ်မှာအဲ့တော့ကြည့်အောင် number 1ဆိုရင်ဘယ်ဘက်ဆိုတော့အရှိလက်မအပေါ်မှာလက်မအပေါ်မှာဆိုခန္ဓာကိုယ်ကြည့်တာခန္ဓာကိုယ်အရင်မဆောင်းနဲ့တဲ့ပဲပုံမှန်လောက်ပဲတဲ့ကြည့်ကြည့်နော်1 2 3ဘယ်တစ်ချက်ရှိပါလဲ3ချက်ပြီးသွားတာနဲ့လက်ပါလေးကိုရှော့လိုက်ဒီဘောမွေးညင်းပေါက်တွေကိုသိမ်းလိုက်1 2 3ရလားမသိဘူးအဲ့တော့ဒီမှာတစ်ချက်ဖြတ်ပြီးသွားလို့ရှိရင်နောက်တစ်ချက်လဲကြောက်အသာလေးမွေးညင်းပေါက်လေးကိုပြန်သိမ်းရလားမသိဘူးပြီးနောက်တစ်နေရာထပ်သွားမယ်1 2 3မွေးညင်းပေါက်တွေဘာလို့မလဲပြန်ပြီးတော့သိလက်မပေါ်ပြန်ထားဘာလို့လဲ1 2 3ကိုမကြောက်လားပြပြီးတော့ခန္ဓာကိုယ်ကအစင်မပြေခန္ဓာကိုယ်လို့ရွှေ့1 2 3ဘယ်ဒီရမှာဒီလေထိရမယ်1 2 3မွေးညင်းပေါက်ရှင်မွေးညင်းပေါက်တွေဘာလို့မလဲဖြတ်ချပေါ့နော်အဲ့တော့ဒီမှာ1 2 3ဒီမှာဘယ်တစ်ချက်လဲ3ချက်ဒီမှာလဲ3ချက်ဒီမှာလဲ3ချက်အဲ့ဒီအကုန်လုံးမှာဘေးမှာထွက်တဲ့မွေးညင်းပေါက်တွေငါတို့ဗာပြန်လုပ်မှာလဲပြန်ပြီးတော့သိမ်းဘတ်ဆိုကြော်သွားရင်အဲ့ကြော်လေဒီယောက်ကဖြတ်ချပေးလိုက်ပေါ့အဲ့လိုမလုပ်အောင်နော်1 2 3ဘာလာမလဲ4လာပြီ4ကြတော့ဒီလိုမသွားနဲ့တော့ तू ကဒဲသွားမှဖြစ်တဲ့ကြောင့်မလို့ငါတို့လက်မလေးကိုပေါ်ထားအပေါ်ကနေပြီးတော့ထဲဖြတ်ချဒီမှာဘာရှိရလဲဂိုင်လိုင်းရှိတယ်အဲ့ဂိုင်လိုင်းနဲ့1 2 3နားလည်လားမသိဘူးတဲ့ပဲ1 2 3 1 2 3လေးမဖြစ်သွားဘူးလားပြင်ဒီဘက်မလာဘူးလားကြည့်ကြည့်ရုပ်ကလာရှိမှလို့ဒဲမသွားနဲ့ခေါင်းလေးနည်းနည်းလေးမသိမသာလေးအောက်ကိုရွှေ့လို့မရဘူးလားဒီလိုမရဘူးလားရတယ်ငါတို့ဒီခေါင်းလေးနည်းနည်းလေးရှိဘူးတွေးလိုက်မယ်တွေးပြီးတော့ဒဲသွားမယ်1 2 3အလေးကဘာလို့တာလဲခိုင်လိုက်ပေးလိုက်တာအဲ့ခိုင်လိုက်ရပြီဆိုအဲ့ခိုင်လိုက်တိုင်းပဲဘေးရစပင်ကိုဖြတ်ပြီဖြတ်တဲ့ချိန်မှာဒီကြော်သွားလို့ရလားမရအောင်နော်ဒီအတိုင်းပဲဒီဘက်ကိုဖြတ်ချအဲ့တော့1 2 3ရလားမသိဘူးအဲ့တော့တဲ့ပဲဒီကောင်လဲတဲ့ပဲအဲ့တော့ကြည့်အောင်1 2 3 4 5အဲ့ဒီရလားမသိဘူးဒါကအယုတ်ကောင်းမှထိုးတဲ့ပုံစံ